ဟုတ်ကနေရတက်လာတော့ဒီမျိုးပဲဘာလာလောက်တာ နေမှာလောတော့တာစမပြေဘူးကွာ ဟုတ်လားလာလိုက်လက်ပိတ်တော့တခါလေ ဒီငါလည်းဘိုက်စားနေရတာ ဒီရောပြေရေမမေး ဘယ်ဘာလို့မသုံးတော့မလဲမသိခင်ဗျာ ဒီပလာတာထက်ရရလား ဒီကလာတဲ့ထက်ရတော့များတော့ဘူးနေနေနဲ့မြင့်သွားလို့ကြက်ပေါင်လေးလေးရတော့ တရားကိုကြက်ပေါင်နှစ်ပွဲလောက်ရေဟိုကစစ်လက်တစ်ပွဲရေ ဟုတ်ကဲ့ဟုတ်ကဲ့ ရေရင်းတော့ဘိုက်သား ဒီလိုစမ်းကြက်ပေါင်လေးရတယ် ရစားရီဝင်နေ ငါတော်ပြီငါပြီးမှစားမယ် စားခမလေးဘူးလားဘိုက်စားလို့ ရတယ်ငါပြီးမှစားမယ် ဒီကစားနေစားလိုက်တော့စားနေစားမှာရဘိုက်စားစားတော့အားမနာပဲရစားဒီကစားစားတယ်ကိုမင်းရ တော်ပြီမင်းစီမင်းစားပြလိုက်ရစားတယ်လား စားတယ်မစားဘူးလား အတော်ပြီငါ ဘယ်လိုလဲကျုပ်စားမှာနော်စားတော့ဘိုက်စားဟုတ်ပြီငါမှမစားတော့ကျုပ်စားမှာမှားလိုက်ခင်ဗျလက်ကဲတက်ပြီတော့ဘာပြေသွားချင်းအောင် အဲ့တော့ဒီမှာထားတယ်ကမလား ဒီမရောက်လို့စားတော့သားပြီ အာရောက်ကြက်ပေါင်လေးကွာကြက်ပေါင်ဒီပေါင်လေးကွာကြိုက်စားတဲ့ဥစ္စာလေးကွာငါ အဲ့ဒါဒီရလေခင်ဗျမစားဆိုကျုပ်ပဲတစ်ပွဲလုံးစားတာလေ ဒါဆွဲမဟုတ်ဘူးကွာမင်းတို့မှလည်းကြက်ပေါင်ဆိုပြီးမှာရတာကွာကြက်ကပေါင်လေးလေကွာစီလေးနဲ့ကွာမင်းကလည်းချေကွာလာလေငါမျောနာကွာ နလက်ဘင်းလုံးရမှတ်တာကြောက်နဲ့ပေါင်မနဲ့ပြောကြက်ပေါင်လို့ခေါ်တာနလက်ဘင်းလုံးရ အဲ့တော့ငါဒါလေးဝတ်ထမှာပြောကွာ မရှိတော့ပတ်သက်ရက်မှကြည့်တော့လာပြဲမယ်လား